ကြည့်လိုက်ရင်ရှင်လောင်းလေးတဲ့ညီကတပည့်ရှိတယ်နော်ပြောပြောပါပါလေပါတို့တော့သူ့ကိုရီခေါ်ပြီးတဲ့ဒီပဲကြီးပြောကြည့်ပြကြီးလေးပြောအလူမကြီးလေးပြောတပိလွယ်တဲ့ဆိုတွေလေးပြောအလူတကာကြီးလေးပြောအလူမကြီးလေးပြောတပိလွယ်တဲ့ဆိုတွေလေးပြောဝမ်းတောင်ဖန်တောင်ခိုင်တဲ့အမျိုးသမီးတွေလေးပြောရှိချီမှုရဲ့မျိုးသားလေးပြောမောင်ရှင်လောင်းလေးပြောနာတာလေးပြောပြောကြည့်ပြောအိုးစီဝိုင်းနဲ့ဒီဝိုင်းတွေလေးပြောရှင်လောင်းလေးလေးပြောရှိဖို့စားရွှေကြောင်တော်ကြီးကိုလည်းကောလို့ပြမြမိနိုင်ပါတိုင်းလက်များလေးပြကြမယ်နော်ယူရစလာကလေးကိုသမီးကျလေးရှင်လောင်းလေးပြေတော့တာရှင်လောင်းနဲ့တပည့်ရတနာအလားလုံးအရင်ဆုံးချောဆုံးဒီချိန်မှာတာရှင်လောင်းနဲ့တပည့်ရတနာအလားဆုံးအရင်ဆုံးချောဆုံးဒီချိန်မှာပြောင်းလာလောင်းငါဥရွှေရိုးကြီးကနှကမ်းမွေးထောင်လို့ကာလာပါခဏငယ်ယုံမင်းမလေးလာလာပါမခိုးရဟန်မူယာမော်ရလင်းများရှုံးတော့ပါရဲ့ဗျာကိုလူယူကာလာပြီလက်တန်ငါတာပြောင်းလာလောင်းငါဥရွှေရိုးကြီးကနှကမ်းမွေးထောင်လို့ကာလာပါခဏငယ်ယုံမင်းမ
လူငုံသဘောကဖြူရဲ့ဆိုမလားသဘောဖြူတဲ့တူတော့ကအလူဆိုမလားစေတနာပါပါလူပုံများအလူတကာအလူနာရှိဘဝကုလိုအကြောင်းဆက်လို့ကြုံဆုံခဲ့ရပေးမကုန်လူရွေးမခံဒါနစွမ်းငါချမ်းသာရအလူကြီးပေးလို့အထေးကြီးဖြစ်တဲ့အလူတကာလူမာမင်္ဂလာပွဲဆိုလေကျမတို့ကရှိဆုံးကလူပွဲဆိုလေကျုပ်တို့ကရှိဆုံးကမင်္ဂလာပွဲဆိုလေကျုပ်တို့ကရှိဆုံးကဝိုင်းလို့လို့ကူလောက်အားရဲ့လူချက်ပြုတ်ကျွေးမွေးကာယဒါနာယူကျမတို့ရဲ့တဘာဝပကားသနာမပါလာကြကဝိုင်းလို့ကူမန္တကြီးကအလွန်လှပါတွေလေးစီကလာသမျှပါမမလို့ကျွေးမွေးရလေတန်ရှင်းတန်ရအလူတကာအလူငါစိတ်တိုင်းကြအရှိရဆိုချေပေးကလို့လူသမျှအနောက်ကဝင်လာမစဲလူတိုင်းကြလို့ရအလူကြီးပေးသမျှအသေးကြီးဖြစ်တဲ့အလူတကာအလူငါအလူကြီးပေးလို့အသေးကြီးဖြစ်တဲ့အလူတကာအလူမာတော်အလူငုံသဘောကဖြူရဲ့ဆိုမလားသဘောဖြူတဲ့တူတော့ကအလူဆိုမလားစေတနာပါပါလူပုံများအလူတကာအလူမာရှိဘဝကုလိုအကြောင်းဆက်လို့ကြုံဆုံခဲ့ရပေးမကုန်လူရွေးမခံဒါနစွမ်းငါချမ်းသာရအလူကြီးပေးလို့အထေးကြီးဖြစ်တဲ့အလူတကာလူမာမင်္ဂလာပွဲဆိုလေကျမတို့ကရှိဆုံးကပါရှင်အလူပွဲဆိုလေကျုပ်တို့ကရှိဆုံးကမင်္ဂလာပွဲဆိုလေကျုပ်တို့ကရှိဆုံးကပါဗျာဝိုင်းလို့ကူလောက်အားရဲ့လူချက်ပြုတ်ကျွေးမွေးကာယဒါနာယူကျမတို့ရဲ့တဘာဝပကားသနာမပါလာကြကဝိုင်းလို့ကူမန္တကြီးကအလွန်လှပါတွေလေးစီကလာသမျှပါမမလို့ကျွေးမွေးရလေတန်ရှင်းတန်ရအလူတကာအလူငါစိတ်တိုင်းကြအရှိရဆိုချေပေးကလို့လူသမျှအနောက်ကဝင်လာမစဲလူတိုင်းကြလို့ရအလူကြီးပေးသမျှအသေးကြီးဖြစ်တဲ့အလူတကာအလူငါတရွာလုံးရဲ့အချစ်ဆုံးလေးဟာကျွန်တော်ခွင်ရတရွာလုံးကအချစ်ဆုံးလေးဟာကျွန်တော်ကျူးကြတဲ့အလူတော်ကျွန်တော်မပါလို့မေဒိုးဘက်တဲ့တညံညံနှလန်းကြည့်မေဟိနှစ်စင်အလူပွဲမှာဒိုးဘက်တီးတာကျွန်တော်ပေါ့ဗျာပွဲမှာဒိုးဘက်တီးတာ
ကျွန်တော် အိုးနှစ်စရှင်ပြပွဲမှာဦးစီထူတာကျွန်တော်ပေါ့ဗျာ ရှင်ပြီးဝဲမှာအိုးစီထူတာကျွန်တော်ဟောဗျာ ကျွန်တော်မပိုင်ရင်ဝေးမစီပါတူတူတိတ်တိတ်နဲ့တိတ်မိကြကောင်းပါလေးတွေတို့တော်တော်ကဲတကူဗျကျွန်တော်ကိုမမြင်တော့စာမဝေးအိမ်မပြောလူမိမလဲရှက်တကူပြပူမိတာလဲဝတ်သူဟေးဟေးအော်လူမိမလဲရှက်တကူပြပူမိတာလဲဝတ်သူဟိုခက်တယ်ပြူအဝေးမတိတ်နေသလားအဝေးမတိတ်ရသလားအကြီးသားအေးတို့ရေကူကြီးဖြန်ပြီးပေးကြပါ